ကူကတော့ကားတွေပိတ်နေတယ်ဒါတော့ကြာသာပတိနေ့တွေကလုံးမရှိတော့ကြာသာပတိနေ့ဟိုပိတ်တယ်ဆိုတော့ဒီတောက်ကြောက်လဲရိုးရိုးရက်ပဲထင်တယ်တကယ်တမ်းအနီရက်နဲ့မှားပြီးတော့ရိုးရိုးရက်ဆိုပြီးလာလိုက်တာကားတွေကရှယ်ပိတ်နေလောတယ်စောင့်နေရတယ်ကားကြီးပဲဒီနားမှာပဲပိတ်နေအောင်မိနစ်30လောက်ကြာတယ်အင်ချွန်းမှာပါရှီမီဒိုလို့ခေါ်ရပါတော့ရှီမီဒိုကန်းကြီးဟာနာကဲဟိုအင်ချွန်းလေစိတ်ကနေလာမယ်ဆိုလို့ရှိရင်ဟာနာကဲနဲ့ရှီမီဒိုနှစ်ခုရှိရပါဒီဘက်ကန်းကြီးဟာနာကဲတဲ့ပို့ပြီးအဆင်ပြေကားဒီထဲထိဝင်လို့ရတယ်တော်တော်လေးကောင်းတယ်လို့ပြောလို့ရတယ်လူကတော့များတယ်တယောက်ကို2000ပါဘတ်စကားနဲ့လာရင်တော့ဒီကန်းကြီးအဆင်မပြေဘူးဟာနာကဲကိုသွားရင်တော့ဘတ်စကားရှိတယ်ဒီမှာတော့ဘတ်စကားမတွေ့ဘူးလာမယ်မထင်ဘူးပြလမ်းကလည်းအရန်ကျင်းတယ်ဒီဘက်လမ်းနေရတယ်ဟာနာကဲဆိုရင်တော့ဘတ်စကားနဲ့သွားလို့ရပါတယ်အင်ချွန်းကနေစီးရုံအဆင်ပြေလောက်တယ်ဒီတော့ကားယူပြီးလာရင်တော့ပို့အဆင်ပြေပါတော့ဒီလမ်းတန့်ထိုးဖို့နေရာတက်ရှာရအောင်လူတွေကတော့အများကြီးပဲနော်ကားကိုနေရာတော်တော်လူပြီးထိုးလိုက်ရဝင်ကြီးကားတစ်စီးဝင်ကြီးနဲ့ဟမ်နော်သူတို့မိုက်တယ်ကားတစ်စီးဝင်ကြီးနဲ့တယောက်ကို2000နဲ့အားလုံးမှ2000ပေါ့နော်တရက်စာရောက်ပါပြီတန့်ထိုးကိုရှာလိုက်ပါအောင်မယ်တက်လိုက်တာအဲ့လိုကားနဲ့သူ share ပဲတဲရဝင်ပါတယ်လောလောဆယ်တော့တက်ရန်လူများတယ်ထိုးမယ်ဆိုရန်ကတ်တက်တယ်ထိုးသေးခဏစောင်းလိုက်ပြီးတော့ထိုင်နားနေပေါ့ကြည့်လေးပါနေရေးလေးရှိရနော်ဟိုတစ်ခေါက်ကသွားတဲ့ဟာနာကဲကနေရိတ်သိမ့်မရှိဘူးဒီမှာနေရိတ်ရှိတော့တော်လေးအဆင်ပြေရပေါ့တော်လေးနေရိတ်အေးနေရပဲလေးလေးတစ်ခုနဲ့နော်ခဏထိုင်နားပြီးတော့လူချင်းလေးကြည့်ပြီးတော့လူရှင်းတော့မှအတန်ထိုးလိုက်ကြောက်ဟိုဘက်မှာခုနကျုံးလေးရှိရဆိုတော့အဲ့ဒီဘက်မှာဟိုဒီကြောက်သွားတော့လမ်းလေးပေါ်လာတယ်နော်ဟိုမှာလမ်းလျှောက်ပြီးတော့ကူပါရတဲ့လူရှိတယ်ဆောက်ဒီချက်ဒီမှာလမ်းလေးပေါ်လာအဲ့လမ်းလေးကိုသွားလို့ရတယ်ရှိရတော့ကြောက်သွားဆိုတော့အကုန်လုံးကြောက်ဆောင်နေစားပေါ်လာတော့အေးစစ်လမ်းလျှောက်ပြီးသွားလို့ရတယ်ဒီကတအားတိုက်တယ်မနဲ့တယ်ဟိုမှာတဲလေးဆိုမှကြည့်အောင်မုံစိမ်းပေါင်းလေးလို့ဖောင်းလေးဖောင်းလေးဒီအားကြီးကပြင်းချက်ရာသီဥတုကလည်းပြီးတော့အေးစိတ်နေရပဲဟိုပြန်တဲ့သူရလည်းပြန်ကြရပါတချို့ကတော့ညမအိတ်ကြအောင်တချို့ကတော့ညအိတ်ပြီးမှမီးပါမွေးအတိုင်းကင်းနေပါစားပေါ့ကိုရီလိုသူတွေလည်းများတယ်လေလစ်နေငမဲသားလေးအေးနေရပူတယ်အဲ့လက်ရှော့လိုက်အောင်နော်အသားတွေအခုတွေကမဲနေပါပြီကာလာလေးလာရှော့ရေကနေဟိုကဗာလေအလဲကောင်မှာရေကျလို့ရှိရင်လမ်းလေးပေါ်လာအဲ့လမ်းလေးကနေတော့ဟိုဘက်ကျွန်းကိုသွားလို့ရဒါလေးကကျွန်းလေးဟိုမှာလေလူတွေရှိရတယ်နော်လိတ်ပါမြောင်ဒီမှာလမ်းမှာမပြေးရလို့ပန်းညံမှာဟိုပါကန်းကြီးမှာလာပြီးဒီလည်းမမီးရဒါဒီမှာဘလို့လို့ဆိုရေတက်ပြီးတော့ကြံခဲ့တဲ့လမ်းလေးမှာလမ်းလျှောက်ကြည့်နေတယ်ဟိုဘကျွန်းတော့ဒါဒီဘက်မှာတကျွန်းနဲ့တက်ဖြစ်နေတဲ့ကျွန်းလေးလမ်းလျှောက်ကြည့်မယ်ပုံမှန်ဆိုဒီမှာဘယ်သူမှလာလို့မရဘူးရေတက်နေရတယ်အကုန်းလေးပေါ်လာဒါဟိုခုနကတော့အဲ့ဒီကနေကားမောင်းပြီးလာတာအဲ့တရားပေါ့အနေအဲ့တရားတွေကနေစပြီးတော့ပိတ်တာကားအဲ့ရနေလာသုံးဝင်းဆိုင်ငယ်စီးချင်းစီးလို့ရတယ်ဟုတ်ပါဘူးလေးဝင်းဆိုင်ငယ်ပြောတာမှားသွားလို့ကောက်တော့ကောက်နေရဘာတွေရတယ်တော့မသိဘူးကျွန်းပေါ်မှာဘာမှမရှိဘူးဒီဘက်မှာလည်းတန့်ထိုးလို့လည်းမရဘူးဒီနားမှာ
ဓာတ်ပုံလိုက်ရုံပဲရမယ်သူကရေကျသွားရင်ရေမကျခင်ဟိုဘက်ကျွန်းကိုပြန်သွားမှာဆိုတော့ဟုတ်ပါဘူးရေမတက်ခင်ပြန်သွားမှာပြောတယ်ဒီကောင်စိတ်နဲ့လူနဲ့မကပ်ပါဘူးပြောနေမှာမသိဒါလေးတွေတဲ့ကြားဘူးလားပြောဟုတ်မဟုတ်တော့မသိဘူးဒါလေးကြောက်တုံးလူတွေတင်ထားလို့ရှိရင်ဆူတောင်းပြည့်ရလို့ပါတော့ဆူတောင်းပြီးတော့တင်လာလားဆူတောင်းပြည့်ရလားသိမသိရမ်းရိုက်ပါတော့တမဲမိသားစုတွေတော်တော်များကမ်းကြီးသွားကြတယ်မိသားစုတွေကလေးလေးတွေနဲ့သွားကြပြီးတော့လမ်းဖြေကြတယ်အခုလောလောဆယ်ကိုကြီးလည်းပိုက်စားဖာကျောင်းနဲ့ထမင်းနဲ့လက်ဖက်နှက်ထားပါအဲ့အလေးနဲ့မစားမှာပေါ့ပုံစံအရန်ခေါ်ကိုကတော့မသိကြလားပြောရောက်ကိုကြီးကခိုးဝင်လာတဲ့ကောင်ကြီးကြတယ်ဒါလည်းဖာကျောင်းပြင်ပြတန်ပြီးတော့မှအောက်မှာစတူကိုဆိုင်နေရာရဲ့ပြည့်လာတယ်သမင်းစားနေတယ်ဟာကျွန်းလေးနဲ့ရှားပါပစ္စည်းတွေဒီကမှဆိုဈေးကြီးရပုံမှန်တဲ့မရှိရှိရတယ်ညမှာတနေ့ရိတ်ခါရထုတ်ရမှာဆိုတော့လည်းဟာကျွန်းလေးနဲ့စားလိုက်ပါဦးစောကကြပါဦးတစ်ဖက်ပြည့်လာတာရှိရတာစားတာဟာကျွန်းလေးတစ်ဖက်ကျုပ်ညမှာပါလာလေးနဲ့ချက်စားတော့တယ်ညမှာအောက်လည်းမစင်းလေးရတာအတိုင်ပြင်းလိုက်ရလို့ရကြည့်ပါရဒီလိုတော့တာရကြောပြီးတော့ဒုတိယကြောကြိတ်ပြီ။အိုးအော်လာလေးတာလာတာတော့မတောက်ပါ။စီပြန်တက်လာလား။ကြီးကကူမတက်သေးဘူးနော်။တာမီကင်းလေးစားကြပါအောင်လို့။လေးတိုက်နေလို့ပဲမရ။လေးတော့တိုက်တယ်။ဂတ်ဆိုးကနည်းနည်းပဲယူလာလောက်မလားတော့မသိဘူး။နှစ်ဘူးပဲယူလာ။ထဲ့တယ်တော့လက်ကျင်ခေါက်ပြစားအောင်ပါတော့好什么白天没上嘛？啥嘞？哎呦，我嘛屋里那个锅里啥了就都来自个拉面，好多好呢。一个给，不得几个呢？我哩咱们这路线不得几个呢？我大米给俺们爸妈撇不，老外哦，来拍，你哩喇叭多，大米给你挑啥了呢？我考的要是一六的。我的气吧，就话来说，因为不冷我打没在的，不爱我打不在的。搞哪搞嘛呀？那他一下。搞嘛他们老是苗啊老的。对呀。Hello。这里伢了一搞没？伢一搞。OK， no ပါပြီ။မနက်9နာရီခွဲအကုန်လုံးကထိုင်စုညံ့နေရအိတ်တော့မရတော့အစောကြီးနိုးကြ6နာရီတောက်တည်းကနိုးနေရပါတကယ်တမ်းတော့ရေကတော့ကြာတော့မယ်ညတစ်ခါပြန်တက်ပြီးတော့ပြန်ကြာပါရေကတက်ကြတော့ကျဲခေါ်စပြုတ်လေးစားကြပါဦးခေါ်စပြုတ်လေးနဲ့အနေကင်းဆိုတော့ခေါ်စပြုတ်လေးကမပါမဖြစ်ပါလမ်းဆန်းတက်ကြွစီတော့ကော်ဖီလေးအိုင်မေဒီကာနိုနုံးနေတယ်အာယူ
လုံးနေပေးကုန်ရှိပါ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 အေးဘောကလှတယ်အဲ့ဒီဘက်ကိုဘယ်ကနေသွားဟိုးဘက်ကနေသွားရမလဲဒီကနေသွားရင်တော့အဲ့နုံးတွေကိုဖြတ်သွားမှရမှာနုံးတွေကတအားနစ်တယ်တပုံလေးမှဒီရိုက်မယ်ထိုင်လို့တော့မရဘူးခရုတွေနဲရပါရေကတော်တော်အဝေးမှကျန်တယ်အခုထိတက်မလာသေးဘူးဒီပဲလုံးပေါ်မှာ နှုံးပေါ်မှာ အဲ့ဘက်ရေရှိတယ်လား ရေမရှိဘူးနှုံးရှင်းတာ ဟုတ်မှာပါဟိုအဲ့ဟာလေးလူလေးကြနေကြဒီဟာလေးလူလေးကြနေရရက်နေ တိုင် တိုင်ကြီးလူလေးလိုရက်နေခရုလေးတအားတင်းနေရတယ်အားကြီးပဲ အဲ့လိုရတော့ရောက်ရပြီ ခရုရိုက်နေလှုပ်နေအကောင်လေး